မိဘကိုထွက်ဖို့အတူတူစူးစမ်းခဲ့ကြတယ်ဗီဇာရဖို့လေယာဉ်လက်မှတ်ဝယ်ဖို့အဆအရာရာအတူတူရင်ခွင်ခဲ့ကြတယ်ရောက်ခါစားအခက်အခဲတွေအလို့ကင်အစင်မပြေမှုတွေဘာသာစကားအခက်အခဲတွေအင်္ဂလွမ်းနဲ့ဒန်တွေကိုလည်းအတူတူဖေးမှပြီးကြော်ဖြတ်ခဲ့ကြတယ်ဒါပေမဲ့အရာအားလုံးအဆင်ပြေသွားပြီးဘဝတွေတည်ငြိမ်လာပြီးပတ်စံလဲရှာနိုင်လာပြီးဆိုတဲ့အချိန်ကြာမှာဘာလူရုတ်တရက်လမ်းခွဲသွားကြတာလဲတတရလူဝင်လာလို့လားငွေရေးကြေးရေးကြောင့်လားမိသားစုပြဿနာကြောင့်လားအများစုကဒီလူထင်တတ်ကြပါတယ်ဒါပေမဲ့တကယ်လက်တွေ့မှာပြည်ပရောက်ဆုံးတွဲတွေလမ်းခွဲရခြင်းရဲ့အကြီးမားဆုံးနဲ့အတန်တိတ်ဆုံးလူတတ်သမားဟာနှစ်ယောက်သားရဲ့တိုးတက်မှုနှုန်း growth rate မတူညီတော့ခြင်းဆိုတာတင်သိပါသလားမင်္ဂလာပါဗျာဟင်းရရှိမြန်မာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပြည်ပရောက်မြန်မာဆုံးတွဲတွေကြားမှာအဖြစ်မှားပေမဲ့လူသိမ့်မပြောဖြစ်ကြတဲ့နာကျင်စရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုအသေးစိတ်ဆွေးနွေးသွားမှာပါဗျအဲ့ဒါကတော့ပတ်ဝန်းကျင်တစ်ထက်တစ်ခုမှာတယောက်ကအရှိကိုအဝေးကြီးပြေးထွက်သွားခြင်းမှာနောက်တစ်ယောက်ကနေရာဟောင်းမာတဲ့ရက်ချန်နေခဲ့တဲ့အခါဖြစ်လာတဲ့အကြောင်းတွေအကြောင်းပဲဖြစ်ပါတယ်တင်းရဲ့ချစ်သူတတန်းဟာပြည်ပမှာဆက်လက်ရှင်းတန်းနေသလားဒါမှမဟုတ်တဖြည်းဖြည်းဝေးကွာနေပြီလားဆိုတာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအဖြေရှာကြည့်ဖို့ဖိတ်ခေါ်ခြင်းပါတယ်ဗျအောင်မြင်ပြီဆိုတဲ့အထင်မြင်လွဲမှားမှုပြေပကိုပထမဆုံးတစ်နှစ်ဟာ survival mode လို့ခေါ်တဲ့ရှင်တန်ရေးအတွက်ရုန်းကန်ရတဲ့အချိန်မှာဒီအချိန်မှာနှစ်ယောက်စလုံးရဲ့ပန်းနိုင်ကတူးညီနေပါလေအလောက်ရဖို့အင်လာကပြေးနိုင်ဖို့အတွေးကြေဖို့ဆိုတဲ့ရည်မှန်းချက်တွေပါဒီလိုပြင်ပကဖိအားတွေများနေတဲ့အချိန်မှာအတွင်းရေးပြဿနာတွေကိုသိမမြင်ရပါဘူးဖိအားတွေကသူတို့နှစ်ယောက်ကိုပိုပြီးစီးလုံးစေပါတယ်ဒါပေမဲ့အကျွေးတွေလည်းကြေသွားပြီးအလုတ်လည်းမြဲသွားပြီး PR တွေဘာတွေလည်းကျသွားပြီးဆိုတဲ့အချိန်အသက်ရှူချောင်သွားတဲ့အချိန်ညမှာအစ်စ်အမှန်စမ်းသပ်မှုကြီးကစတင်ပါတော့တယ်ရှင်တန်ရေးအတွက်မပူရတော့တဲ့အခါလူတွေဟာတိုးတက်ရေးနဲ့ဘဝရည်မှန်းချက် self actualization ကိုစတင်ရှာဖွေလာကြပါတယ်ဒီနေရာမှာလမ်းစာနှစ်ခုကွဲသွားပါပြီတယောက်ကပတ်ဝန်းကျင်တက်မှာအသားကျပြီးဘာသာစကားအသက်တွေကိုလေ့လာတယ်အလုံးမှာယာရူတိုးဖို့စ조사တယ်လူသက်တွေနဲ့မိတ်ဖွဲ့တယ်အတွေးခေါ်ပြီးကျဲပြန့်လာတယ်နောက်တစ်ယောက်ကတော့ဒီလောက်ဆိုရပါပြီလीဆိုပြီးတက်တောင်တက်တာဆုံးထဲမှာပဲနေကျင်သွားပါတယ်ရုံးစင်းတာနဲ့အိမ်ပြန်မယ်မြန်မာကားတွေကြည့်မယ်အရင်ကတငယ်ချင်းဟောင်းတွေနဲ့ပဲစကားပြောမယ်ပြောင်းလဲလာတဲ့ပတ်ဝန်းကျင်ကိုလိုက်လောညီထွေမလုပ်ချင်တော့ဘူးဒီလိုနဲ့ညယောက်သားရဲ့ growth rate ဟာတိတိတတ်တာကွာဟလာပါတော့တယ်တိတ်တဆိတ်တက်ဖြတ်သူ and equal growth ဆိုတာပတ်စံရှာနေတာတခုတည်းကိုပြောတာမဟုတ်ပါဘူးဗျာစိတ်ပိုင်းဆိုင်ရာတိုးတက်မှု mental and emotional growth အတူခေါ်ပိုင်းဆိုင်ရာတိုးတက်မှု intellectual growth လူမှုရေးဆိုင်ရာတိုးတက်မှုတွေပါဝင်ပါတယ်အရှိကိုဆက်သွားနေတဲ့သူ growing partner ဟာနိုင်ငံတကာကလူတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အခါသူ့ရဲ့ mindset ကပြောင်းလဲလာပါတယ်ပြဿနာတွေကိုဖြေရှင်းတဲ့ပုံစံဘဝကိုရှုမြင်တဲ့ပုံစံငွေကြီးထန်းဆွဲတဲ့ပုံစံကအစပိုပြီးရင့်ကျက်လာပါတယ်နောက်ကျန်ရည်သူ stagnant partner ကတော့အရင်ကစိတ်ထားအရင်ကအချင်းတဲ့အတိုင်းပဲဆက်ရှိနေပါတယ်သူတို့ကပြောင်းလဲခြင်းကိုကြောက်ရွံ့ကြတယ်ဒီအခါမှာစကားပြောလို့မရတော့ဘူးဆိုတဲ့ပြဿနာစလာပါတယ် growing partner ကသူဒီနေ့ယုံမှာတင်ယူခဲ့ရတဲ့အကြောင်းတွေရှေ့ဆက်ပြီးယဉ်ဒီမြုပ်နှံခြင်းတဲ့အကြောင်းတွေကဘာကြီးမှာဖြစ်ပျက်နေတဲ့အပြောင်းလဲတွေကိုစိတ်လှုပ်ရှားစွာနဲ့ပြောပြခြင်းပြီးမြဲ stagnant partner ကတော့အဲ့ဒါတွေကခေါင်းစားပါတယ်ရုပ်ရှင်လေးပဲကြည့်ရအောင်လို့တုံ့ပြန်တတ်ပါတယ်တခါနှစ်ခါဆိုပြဿနာမဟုတ်ပေမဲ့နှစ်နဲ့ကြည်ပြီးဒီလိုအခြေအနေမျိုးနေ့စဉ်ဖြစ်လာတဲ့အခါအရွှေ့ကိုသွားနေတဲ့သူဟာအယမ်းကိုအထီးကျန်လာပါတယ်နားကိုနားလေပေးနိုင်တဲ့သူငါနဲ့ရင်ပေါင်တန်းပြီးစကားပြောနိုင်တဲ့သူမရှိတော့ဘူးလားဆိုတဲ့ခံစားချက်ဝင်လာပါတော့တယ်မကျေနပ်မှုများစတင်လာခြင်းဒီ growth မတူညီတဲ့အခါမှာအဆိုးဆုံးကတော့တယောက်ကိုတယောက်မကျေနပ်မှုများ resentment တွေအပြန်အလှန်ဖြစ်လာတာပါပဲတိုးတက်နေတဲ့သူဘက်ကကြည့်မယ်ဆိုရင်သူကသူ့ချစ်သူကိုလည်းသူနဲ့အတူတိုးတက်စေခြင်းတယ်စာတန်းတွေတက်ဖို့အလုပ်သစ်ပြောင်းဖို့ဘာသာစကားလေးလာဖို့တိုက်တွန်းတယ်ဒါပေမဲ့တစ်ဖက်ကမလုပ်တဲ့အခါစင်ချေရီကြီးပေးနေတဲ့အခါကြာလာတော့ငါကသူ့အတွက်မိဘတယောက်လို့ဆရာတယောက်လို့အမြဲတမ်းတွန်းအားပေးနေရတာလားလို့ခံစားလာရတယ်အချစ်ရဲမှာလက်တွဲပေါ်လို့မခံစားရတော့ပဲဝန်ထိုးဝင်ဖို့လို့ခံစားလာရတယ်နောက်ကျန်ရည်သူဘက်ကကြည့်မယ်ဆိုရင်လဲသူကလည်းမပြောပါဘူးသူချစ်သူကသူ့ကိုအရင်လိုမချစ်တော့ဘူးသူ့ကိုအထင်သေးနေပြီလို့ခံစားရတယ်မင်းကနိုင်ငံရရောက်ပြီးလူပါဝနေတာအရင်လိုမဟုတ်တော့ဘူးဆိုတဲ့စကားတွေထွက်လာတတ်တယ်တကယ်တမ်းကလူပါဝတာမဟုတ်ပဲ
လူကရင်းကျက်သွားတာ level တစ်ခုမြင့်သွားတာကိုသူကလက်မခံနိုင်တာပါဒီလိုနဲ့ယုံကြည်မှုတွေကျဆင်းလာပြီးသဘွန်တိုတာတွေအောက်ကျခံရတယ်လို့ခံစားရတာတွေမလိုအပ်တဲ့ပြဿနာရှာတာတွေစတင်လာတာပေါ့တော့တယ်ကွဲလွဲလာတော့အနာဂတ်ဤမှန်းချက်များလမ်းခွဲရခြင်းရဲ့နောက်ဆုံးအဆင့်ကတော့အနာဂတ်ကိုကြည့်တဲ့အခါမြင်ရတဲ့ပုံရိပ်တွေမတူညီတော့တာပါပဲ growing partner ကဒီနိုင်ငံမှာအိမ်ဝယ်မယ်စီးပွားရေးစလုပ်မယ်လောကကြီးမှာကိုလုံးနိုင်တာတွေကိုအကုန်စမ်းသပ်ကြည့်မယ်လို့တွေးနေချိန်မှာ stagnant partner ကတော့ငွေလေးနဲ့စုမိရင်မြန်မာပြည်ပြန်ပြီးအေးအေးဆေးဆေးနေမယ်လို့တွေးနေတတ်ပါတယ်ဒီလို life goals တွေလုံးဝပြောင်းပြန်ချွတ်သွားတဲ့အခါချစ်နေလျက်နဲ့ကိုရှေ့ဆက်ဖို့မခင်နိုင်တော့ပါဘူးလူတွေကပြောကြတယ်ချစ်ရင်အားလုံးကိုတီးခံရမှာပေါ့တဲ့မှန်ပါတယ်အချစ်ဆိုတာတီးခံခြင်းပါပဲဒါပေမဲ့ကိုယ့်ရဲ့ဘဝတိုးတက်ဖို့ကိုအဟန့်အတားချလာစေတဲ့အထိကိုယ့်ရဲ့အိမ်မက်တွေကိုစွန့်လွတ်ရတဲ့အထိတီးခံရပြီဆိုရင်တော့အဲ့ဒီဆက်ဆံရေးဟာ toxic အစိတ်သက်နဲ့ဆက်ဆံရေးဖြစ်လာပါပြီအဖြစ်ရှိစိတ်နဲ့လမ်းခွဲခြင်းကတိုးတက်နေတဲ့သူဘက်ကအလွန်ကြီးမားတဲ့အဖြစ်ရှိစိတ်ကိုခံစားရကြပါတယ်ငါဒုက္ခရောက်တုန်းကသူ့အများကြီးကူညီခဲ့တာအခုငါအဆင်ပြေသွားမှသူ့ကိုပစ်ထားခဲ့တယ်လို့ချစ်နေပြီလားဆိုတဲ့အတွေးကသူ့ကိုအိတ်မပြောအောင်နှိပ်စက်ပါတယ်ပတ်ဝန်းကျင်ကလည်းဒီကောင်သူ့ဟုတ်ဒီကောင်မလေးကအစင်အတန်းမြင့်သွားတော့အရင်ချစ်သူကိုပြတ်သွားတာဆိုပြီးအလွယ်တကူကင်ပုံတက်ကြပါတယ်ဒါပေမဲ့တကယ်တမ်းစဉ်းစားကြည့်ပါဗျာလူတစ်ယောက်ဟာကိုယ့်ရဲ့အမြင့်ဆုံးအလားအလာ full potential ကိုတွားဖို့ကြိုးစားနေချိန်မှာနောက်တစ်ယောက်ကခြေထောက်ကိုဆွဲထားမယ်ဆိုရင်နှစ်ယောက်စလုံးရေနဲ့မှာပါပဲလမ်းခွဲတယ်ဆိုတာသူ့ကိုမချစ်တော့လို့မဟုတ်ပဲကိုယ့်ကိုယ်ကိုပိုချစ်လာလို့ကိုယ့်ဘဝကိုပိုတန်ဖိုးထားလာလို့ဆုံးဖြတ်ရတဲ့အခက်ခဲဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်ဒီလိုမဖြစ်ရအောင်ဘယ်လိုကြိုတင်ကာကွယ်မလဲဒါဆိုရင်ပြည်ပရောက်ဆုံးတွေလိုက်ဒီလိုပဲလမ်းခွဲရတော့မှာလားမဟုတ်ပါဘူးဗျာကာကွယ်လို့ရတဲ့နည်းလမ်းတွေရှိပါတယ်တဲ့ရည်မှန်းချက်တွေကိုအမြဲပြန်လဲဆွေးနွေးပါ realign your goals ပြည်ပကိုရောက်တာနဲ့ပန်းတိုင်ရောက်ပြီလို့မတွေးပါနဲ့6လတစ်ခါတစ်နှစ်တစ်ခါကိုရီးရဲ့အနာဂတ်ဘာဆက်လုပ်ကြမလဲဆိုတာကိုပွင့်ပွင့်လင်းလင်းဆွေးနွေးပါနင်အတူတကွလဲလာသိမ်းယူပါ learn together တယောက်တည်းရှိအဖြစ်တော့သွားပါနဲ့ကိုဖတ်ထားတဲ့စာအုပ်ကောင်းလေးတွေကိုသိလာတဲ့အသိပညာတွေကိုချစ်သူကိုလည်းနားလည်အောင်မျှဝေပေးပါသူ့ကိုလည်းသင်တန်းလေးတွေတတ်ဖို့အသက်အဆန်းတွေလုပ်ကြည့်ဖို့အားပေးပါ3တက်တောင့်တက်တာဆုံးကိုအတူဖြတ်စည်းပါ break the comfort zone together အုံးပရက်တွေမှာအရင်လိုအိမ်မှာပဲအောင်မနေပဲမရောက်ဘူးတဲ့နေရာတွေကိုတွားတာမျိုး network အသစ်တွေရှာတာမျိုးအတူတူလုပ်ကြည့်ပါ4တီးကန်ချင်းထက်နားလည်ပြီးချင်း understanding over patience ချစ်သူရဲ့အားနည်းချက်ကိုတီးခံနေတာမျိုးမဟုတ်ပဲသူဘာကြောင့်ရှေ့မဆက်ရတာလဲဥပမာဘာသာစကားအခက်အခဲကြောင့်ရှက်နေတာလားကြောက်နေတာလားဆိုတာကိုနားလည်အောင်လုပ်ပြီးနောက်ကနေတွန်းတင်ပေးပါအချို့ကားပြေပြောရရင်တော့ဗျာပြည်ပကိုရောက်လာတယ်ဆိုတာမြေကြီးအစ်စ်မှာတစ်ပင်လာဆိုင်တယ်လို့ပါပဲတစ်ပင်တစ်ပင်လုံးကရေနဲ့နေရောင်ကြီးအထူးထူးလိုအပ်ပါတယ်တပင်ကမြေစီလွာအစ်စ်မှာအမြင့်ဒီတမ်းမားစွာတွယ်ဆင်းပြီးကြီးထွားလာခြင်းမှာနောက်တပင်ကအမြင့်မတွယ်နိုင်ပဲညှိုးနွမ်းသွားမယ်ဆိုရင်အဲ့ဒီတစ်ပင်တစ်ပင်ရဲ့အရေးဟာဘယ်တော့မှအတူတူကြားရောက်နိုင်တော့မှာမဟုတ်ပါဘူးချစ်ချင်းမြတ်တာဆိုတာတယောက်ကိုတယောက်စိုက်ကြည့်နေတာမဟုတ်ပါဘူးနှစ်ယောက်သားလက်တွဲပြီးရှေ့ဘက်အနာဂတ်စီကိုအတူတူကြည့်တာလို့ဆိုကြပါတယ်တင်းရဲ့လက်တွဲပေါ်ဟာတင်းနဲ့အတူရှေ့ကိုကြည့်နေသလားဒါမှမဟုတ်အတိတ်မှာပဲကြံရိပ်ခဲ့သလားဆိုတာတေချာပြန်လဲစမ်းစစ်ကြည့်ဖို့အကြံပြုချင်ပါတယ်ဗျကဲဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့တင်းရဲ့အတွက်ကစုံတရားတွေးတော့ဆင်ခြင်စရာရလိမ့်မယ်လို့မျှော်လင့်ပါတယ်တင်းရဲ့အတွေ့အကြုံတွေအမြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်ဗျPNC မြန်မာ channel ကနေအခုလိုဘဝအတွက်အကျိုးရှိစေမယ်အခြေရေးစိတ်ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်နေတာမို့ channel လေးကို subscribe လုပ်ထားပြီးဖို့မမေ့ပါနဲ့အောင်အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့အားလုံးပဲဘေးကင်းလုံခြုံပြီးပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျ